ကိုကနွေရာသီမှာရေစာလို့ရေတံမှုတပူးဝယ်တော့တယ်လို့မြင်အောင်ကြည့်လိုက်ပါမနစ်ကရေတံမှုတပူးကို1000ပဲရှိပါတယ်ဒါပေမဲ့ဒီနေ့ရေတံမှုသွားဝယ်တဲ့အခါမှာဈေးက2000ကျပ်ဖြစ်နေပါပြီရေဘူးထဲပါတဲ့ရေကပိုပြီးများလာတာလည်းမဟုတ်တလို့ပိုပြီးအရသာရှိလာတာလည်းမဟုတ်ပါဘူးအဲ့ဒီရေဘူးတစ်ခုတည်းကိုပဲရဖို့အတွက်ကိုယ့်ရဲ့ပတ်စံကိုပိုပြီးပေးလိုက်ရပါတယ်ဝယ်ဖို့လိုတဲ့ပမာဏကပိုပြီးတော့များလာတာပါဒီလိုနေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးကစီးပွားရေးနဲ့နိုင်ငံရေးမှာအလွန်အရေးကြီးတဲ့ငွေကြေးဖောင်းပွားမှုဆိုတဲ့သဘောတရားကိုနားလည်ဖို့အကောင်းဆုံးဥပမာတစ်ခုဖြစ်ပါတယ်။လွယ်လွယ်ပြောရရင်ငွေကြေးဖောင်းပွားမှုဆိုတာကအချိန်ကြာလာတာနဲ့အမျှကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေရဲ့ကုန်စည်နှုန်းတွေမြင့်တက်လာတာကိုဆိုလိုပါတယ်။ဆိုလိုတာကကိုယ့်အိတ်ကတ်ထဲကပတ်စံ1000ကမနေ့က73စီတဘူးဝယ်လို့ရရဆိုရင်ဒီနေ့မှာစီတဘူးဝယ်ဖို့12000ဖြစ်သွားပြီကိုက2000ပို့လို့ပေးရပါမယ်။အဲ့ဒီသဘောဖြစ်ပါတယ်။ကိုစီမှာရှိတဲ့ငွေကြေးမှာပစ္စည်းတွေကိုဝယ်ယူနိုင်စွမ်းတစ်ခုရှိတယ်လို့တွေးကြည့်မယ်ဆိုရင်ငွေကြေးဖောင်းပွားမှုဆိုတာကအဲ့ဒီဝယ်ယူနိုင်စွမ်းအားကိုတဖြည်းဖြည်းချင်းအားနည်းသွားစေတဲ့မမြင်ရတဲ့အင်အားတစ်ခုဖြစ်ပါတယ်ဒီအရာကဘလို့အလုပ်လုပ်တဲ့ဆိုတာကိုနားလည်ဖို့အဆင့်လိုက်ကြည့်အောင်ပါပထမဆုံးအနေနဲ့စီးပွားရေးစနစ်မှာအပြောင်းအလဲတစ်ခုဖြစ်ပေါ်လာပါတယ်ဒါကလူတွေစီမှာရုတ်တရက်သုံးစွဲစရာငွေတွေပိုများလာလို့ဖြစ်တာဒါမှမဟုတ်ပစ္စည်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းတွေရှားသွားလို့ဖြစ်စေဖြစ်နိုင်ပါတယ်ဒုတိယအဆင့်မှာတော့လူတွေကပစ္စည်းတွေကိုအလူအယက်ဝယ်ယူလာကြလို့ဖြစ်စေပစ္စည်းတွေထုတ်လုပ်ဖို့ပိုပြီးခက်ခဲသွားလို့ဖြစ်စေစီးပွားရေးလုပ်ငန်းတွေကသူတို့ရဲ့ထုတ်ကုန်တွေအတွက်ဈေးပိုတင်မှရမယ်ဆိုတဲ့သဘောကိုပေါက်လာကြပါတယ်ဒီလိုဆက်ဆက်နေမှုကိုရောင်းလိုအားနဲ့ဝယ်လိုအားလို့ဘောကဗေဒသဘောအရခေါ်လိရှိပါတယ်တတိယအဆင့်မှာတော့စားတောက်ကုန်73စီနဲ့အဝတ်အထည်စတဲ့နေ့စဉ်သုံးမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာတဲ့အခါမှာအလုပ်သမားတွေကအသက်ရှင်တန်ရက်တည်ဖို့ငွေပိုရှာဖို့လိုအပ်လာပြီဆိုတာကိုသိလာကြပြီးတော့အလုပ်ရှင်တွေစီကနေပြီးလုပ်အားကတိုးတောင်းလာကြပါတယ်။နောက်ဆုံးမှာတော့လုပ်ငန်းရှင်တွေကအလုပ်သမားတွေကိုလုပ်အားကပိုပြီးပေးနိုင်ဖို့အတွက်သူတို့ရဲ့ကုန်ပစ္စည်းရောင်းချတဲ့ဈေးနှုန်းတွေကိုထပ်ပြီးမြင့်တင်လိုက်တာကြောင့်ငွေကြီးရဲ့တန်ဖိုးကတဖြည်းဖြည်းချင်းကျဆင်းသွားတဲ့တန်ရာကြီးတစ်ခုဇက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ဒီအခြေအနေတွေထိမ့်မနိုင်သိမ်းမရဖြစ်သွားတဲ့အခါမှာဘလို့ဆိုးရွားသွားတဲ့ဆိုတာကိုတမိုင်းကရှင်းလင်းတဲ့ဥပမာတွေပေးထားပါတယ်။အမြဲတမ်းပြောနေရှိကြတဲ့နမကြီးတမိုင်းဝင်ဥပမာတစ်ခုကတော့1920ပြည့်နှစ်တွေမှာဂျာမနီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အစမတန်ငွေကြေးဖောင်းပွားမှု hyperinflation ဖြစ်ပါတယ်။အဲ့ဒီအချိန်ကစစ်ရှုံးခဲ့တဲ့ဂျာမနီကပထမကမ္ဘာစစ်ကရလာတဲ့ကြီးမားတဲ့ငွေကြေးအကျွေးတွေကိုဆက်ဖို့ငွေစက်ကူအမြောင်များကိုရိုက်နေခဲ့ပါတယ်။ငွေစက်ကူတွေအရန်ကိုများလာတဲ့အတွက်ငွေရဲ့တန်ဖိုးကလက်တွေမှာဘာမှမရှိသလောက်ဖြစ်သွားပြီးတော့ပေါင်မုံတစ်လုံးရားဖို့ကိုတော့ပတ်စံစက်ကူတွေကိုတွန်းလဲနေနဲ့အပြည့်တည်သွားရတဲ့အထိအခြေအနေဆက်ရောက်ခဲ့ပါတယ်။နောက်ထပ်ခင်မီတဲ့ဥပမာတစ်ခုကတော့မကြသေးမင်ကဖြစ်ပွားခဲ့တဲ့ကိုဗစ်ကရောဂါအပြီးမှာကမ္ဘာတဝက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်။စစ်ရုံတွေကအဲ့တုန်းကပိတ်ထားရပြီးတော့ကုန်သွယ်ရေးလမ်းကြောင်းတွေနှောင့်နှေးခဲ့ရတဲ့အတွက်ဝယ်ယူနိုင်တဲ့ကုန်ပစ္စည်းတွေတိတိကျကျနေပါသွားပါတယ်။အဲ့ဒီအချိန်မှာလူတွေကပစ္စည်းတွေဝယ်ဖို့လိုအပ်နေစေဖြစ်တယ်လို့အစိုးရတွေကလည်းနိုင်ငံသားတွေကိုကူညီဖို့ငွေတွေတုံးဆွဲနေရပါတယ်။ရနိုင်တဲ့ကုန်ပစ္စည်းနည်းနည်းလေးကိုငွေကြေးအမြောင်အများနဲ့လိုက်ပြီးဝယ်ယူကြတဲ့အခါကားတွေကနေစပြီးစားတော့ကုန်တွေအထိအားလုံးနှီးပါရဲ့ဈေးနှုန်းတွေကကဘာတစ်ခုလုံးမှာတိတိကျကျမြင့်တက်သွားခဲ့ပါတယ်။နေ့စဉ်ကုန်ကြစရိတ်တွေကပြည်သူတွေကသူတို့ရဲ့ခေါင်းဆောင်တွေနဲ့အစိုးရအပေါ်ဘယ်လိုရှုမြင်တယ်လဲဆိုတာကိုဓာတ်ရိုက်တက်ရောက်မှုရှိတာကြောင့်ဒီငွေကြေးဖောင်းပွားမှုရဲ့သဘောတရားကယနေ့ခေတ်ကမ္ဘာနိုင်ငံရေးမှာအလွန်ကိုအရေးပါနေပါတယ်။ငွေကြေးဖောင်းပွားမှုအရန်မြင့်တက်လာတဲ့အခါမှာတာမန်ပြည်သူတွေကအခြေခံနေထိုင်စရာနဲ့အစားအသောက်တွေအတွက်တောင်ရုန်းကန်လာရပြီးတော့ကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ကြည်ကြဲရမြတ်စိတ်ပြအားငယ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒီလိုစိတ်ပြအားငယ်မှုတွေကတဆင့်ရေဘူးအပြင်နိုင်ငံရေးမတည်ငြိမ်မှုတွေကိုမကြာခဏဖြစ်ပေါ်စေပါတယ်။ဒါအပြင်နိုင်ငံတကာနိုင်ငံရဲ့ငွေကြေးတန်ဖိုးလှည့်လည်မြန်ကျဆင်းသွားတဲ့အခါတခြားနိုင်ငံတွေရဲ့ကုန်သွယ်မှုပြုလုပ်ရတဲ့လုပ်ငန်းစဉ်တွေကိုအနှောက်အယှက်ဖြစ်စေပြီးတော့ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့အများကြီးပိုပြီးခက်ခဲသွားပါတယ်။အဆုံးသတ်အနေနဲ့ပြောရရင်ငွေကြေးဖောင်းပွားမှုဆိုတာကအချိန်ကြာလာတဲ့အမျှကုန်စည်နှုန်းတွေတက်လာပြီးတော့ပတ်စံတန်ဖိုးရောကျသွားတဲ့စီးပွားရေးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။တကယ်တော့အနှဲငယ်သောငွေကြေးဖောင်းပွားမှုရှိခြင်းကဖွံ့ဖြိုးတိုးတက်နေတဲ့စီးပွားရေးစနစ်တစ်ခုနိုင်ငံတစ်ခုအတွက်ပုံမှန်ဖြစ်ပြီးတော့ကောင်းမွန်တယ်လို့သတ်မှတ်ကြပါမယ်။ငွေကြေးဖောင်းပွားမှုအရင်များလွန်သွားရင်တော့တာမန်မိသားစုတွေရဲ့နေ့စဉ်ဘဝကိုမယုံနိုင်လောက်အောင်ခက်ခဲသွားစေနိုင်ပါတယ်။ငွေကြေးဖောင်းပွားမှုဘလို့အလုပ်လုပ်လဲဆိုတာကိုနားလည်ထားခြင်းအပြင်အစိုးရတွေကဘာကြောင့်တီးခြားဗန်နာရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုချမှတ်ချတယ်ဆိုတာနဲ့ကုန်စည်နှုန်းတွေတည်ငြိမ်အောင်ထိမ့်သိမ်းထားခြင်းကဒီနေ့ခေတ်နိုင်ငံရေးမှာဘာကြောင့်အရေးကြီးဆုံးတာဝန်တွေကတစ်ခုဖြစ်နေရတယ်လဲဆိုတာကိုပိုပြီးကောင်းမွန်စွာသဘောပေါက်နားလည်နိုင်မှာဖြစ်ပါတယ်။ဒီရုပ်သံကိုကျွန်တော်ရဲ့ YouTube ဖြစ်တဲ့လေးခက်အိမ်မှာလည်းအပြည့်အစုံတွားရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ဆုံးရနိုင်ငံရေးစီသတင်းတွေကိုဆက်ပြီးသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Politics လက်ကို try ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။ကျွန်တော်ကတော့ link ခိုင်းပါ။နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ။